တရိတ်ဆန်ထိန်ကပင်လယ်ဖြန်လေးရဲ့ခေါင်းပေါ်မှာခရူးခွန်လေးတစ်ခုတင်ပေးလိုက်ရင်တော့ဒီအကောင်လေးကလုံးဝစိတ်မဆိုးပါဘူးသူ့စီကိုကစားစရာလေးတွေပစ်ပေးလိုက်ရင်လည်းမြဲဖမ်းယူပြီးသူ့ရဲ့အိတ်ကတ်ထဲကိုထည့်ထားတတ်ပါသေးတယ်တကယ်တော့ပင်လယ်ဖြန်ရဲ့ရင်ဘတ်မှာတကယ်အိတ်ကတ်တွေရှိနေတာမဟုတ်ပါဘူးအဲ့နေရာကအရေပြားတွေကပွားနေပြီးအရာဝတ္ထုတွေကိုခိတ္တခဏထည့်ထားလို့ရတဲ့အရေပြားအထက်လေးတွေဖြစ်နေတာပါဒါပြင်ပင်လယ်ဖြန်တွေမှာပိုရှန်နေတဲ့ခန္ဓာကိုယ်အစီလည်းမရှိပါဘူးသူတို့ကနွေထွေးရှိနေဖို့အတွက်သူတို့ရဲ့ထူတဲ့အမွေးမှင်တွေကိုပဲအားကိုးကြတာပါဒီအမွေးတွေကရေဆိုလည်းမခံတာကြောင့်သူတို့ကိုရေမျက်နှာပြင်ပေါ်မှာပေါ်လို့မျောနေအောင်ကူညီပေးပါတယ်ပင်လယ်ဖြန်တွေဟာပင်လယ်ဖြန်လေးတွေကတော့တကယ်ကိုအစားပုတ်တဲ့အကောင်လေးတွေပါပဲသူတို့ဟာတစ်နေ့ကိုပင်လယ်စာပေါင်း20အထိတောင်စားနိုင်ကြပါတယ်အခွန်ထဲကအသားကိုအလွယ်တကူစားနိုင်ဖို့အတွက်ကြောက်ခဲတွေကိုအသုံးပြုပြီးအခွန်ခွာတတ်ကြတဲ့အထိကိုပါနှက်ကြတာပါဒါပေမဲ့တကယ်လို့များတင်ဖုန်းကသူတို့စီမတော်တဆပြုတ်ကျသွားမယ်ဆိုရင်တော့ဒီဖြန်လေးတွေကဖုန်းကိုကောက်ယူပြီးတဒုံနဲ့မယက်မနာရိုက်နေတတ်တာမို့တကယ်ကိုရီမောဖြစ်စေမှာပါပင်လယ်ဖြန်လေးတွေဟာအရန်ကိုတက်ကြွပြီးလူတွေနဲ့လည်းအပြန်အလှန်ထိတွေ့ဆက်ဆံရတာကိုနှစ်သက်ကြပါတယ်သူတို့ကတင့်ကိုကြောပြနှိပ်ပေးလို့ရသလိုအလုံစင်းကနီးအချိန်ဆိုရင်လည်းတရိတ်ဆန်ထိန်းသိမ်းသူတွေကိုကိုယ်တိုင်ကိုယ်ကြကူညီပြီးတန်ရှင်းရေးလုပ်ပေးတတ်ကြပါသေးတယ်သူတို့ရဲ့ချစ်စရာကောင်းတဲ့ပုံစံလေးတွေကတော့ဘသူရင်ကိုမဆိုအရေးပျော်သွားစေမှာအသေးချပါပဲ